အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ SNN Education Facebook page နဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်အခုဒီနောက်အဲ့တော့အခုဒီကနေ့ကျွန်တော်ရဲ့ညီကောင်မတော်ရွှေပြောင်းလူသမားတွေကိုကျွန်တော်ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့เนาะဘာတွေသိထားသင့်လဲကျွန်တော်တို့ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင်ရောဘာတွေလောက်ထားသင့်လဲเนาะဒီကာကွယ်ဆေးထိုးခြင်းရဲ့အားနည်းချက်အားသာချက်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကိုဗစ်ကာကွယ်ဆေးอ่ะဆိုလို့ရှိရင်တော့ထုတ်လုပ်တဲ့နိုင်ငံတွေပေါ်မှာမူတည်တဲ့ပြီးတော့ကာကွယ်ဆေးအမျိုးအစားလိုက်တီးခြားစီရှိကြတယ်ပေါ့နော်ဒါပေမဲ့ဒီကိုဗစ်ကာကွယ်ဆေးကိုထိုးခြင်းအပြင်เนาะဆိုးကျိုးတွေအနေနဲ့ကတော့မရှိပါဘူးเนาะကျွန်တော်တို့အတွက်ကောင်းမွန်တဲ့ကာကွယ်မှုတစ်ရက်တာဖြစ်ပါတယ်အဲ့တော့ဒီကာကွယ်ဆေးကိုထိုးတဲ့ခါကျရင်ကျွန်တော်တို့ဒီယောဂအခန့်ရှိတဲ့လူတွေကရောထိုးလို့တင့်လားဒို့ရမဟုတ်ဒီကာကွယ်ဆေးကိုဘယ်သူတွေထိုးတဲ့နဲ့မထိုးတဲ့ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာစပွေးစပါနဲ့เนาะဝိဝါဒတွေကွဲပြားနေတဲ့အချိန်မှာအထူးသဖြင့်ကျွန်တော်တို့ဒီရွှေပြောင်းလူသမားတွေကိုပေါ့နော်ဒီကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ထိုးကြမယ်ဆိုတဲ့ခါကျတော့အများစုကမထိုးကျင်ကြအောင်ဘာဖြစ်လို့မထိုးကျင်ကြတာလဲဆိုတော့ဒီကိုဗစ်ကာကွယ်ဆေးကိုထိုးလိုက်ခြင်းအပြင်ကျွန်တော်တို့ဒီပေဆုံးသွားတာတို့เนาะတခုခုဖြစ်သွားတာမျိုးတို့ဒါကိုစိုးရင်ကြတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စိုးရင်စရာကောင်းလောက်အောင်လည်းကျွန်တော်တို့ဒီတွေ့ရှိရတယ်ပေါ့နော်။သတင်းတွေမှာဆိုလို့ရှိရင်ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်းတိတ်ဆုံးသွားတာမျိုးတခုခုဖြစ်သွားတာမျိုးမြင်တွေ့ရတဲ့ခါကျကျွန်တော်တို့အလုပ်သမားတွေကလည်းထိုးဖို့ရန်တွန့်ဆိုင်နေတယ်။ဒါပေမဲ့အလုပ်ရှင်တွေကသူတို့ရဲ့လုပ်ငန်းခွင်လက်ပတ်မှုကိုဒါဦးစားပေးတာဖြစ်တဲ့အတွက်ကြောင့်အလုပ်သမားတွေအပြစ်မှနေထိုင်တဲ့နော်ကျွန်တော်တို့ရွှေပြောင်းလုပ်သမားတွေအပါဝင်ထိုင်းလုပ်သမားတွေကအစအကုန်လုံးသူ့ရဲ့စက်ရုံထဲမှာဝင်ပြီးတော့နေရတယ်သူ့ရဲ့စက်ရုံကိုပုံမှန်တတ်နိုင်သမျှလက်ပတ်နိုင်အောင်သူတို့စူးစမ်းသွားမယ်အဲ့လိုစူးစမ်းမယ်ဆိုတဲ့နေရာမှာကိုဗစ်ကာကွယ်ဆေးကတော့မဖြစ်မနေအားလုံးထိုးရမှထိုးမှသာလည်းအဆင်ပြေမယ်ပေါ့နော်ဆိုတော့ဒီကိုဗစ်ကာကွယ်ဆေးကနော်ထိုးတဲ့ခါကျရင်ဒီမေးခွန်းလေးတွေပေါ့နော်မေးခွန်းလေးတွေမေးစရာလေးတွေဖြစ်လာတယ်နောက်ပြီးတော့အလုပ်ရှင်တွေဘက်ကလည်းဒီအလုပ်သမားတွေကိုကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့အားနည်းချက်အားသာချက်ကိုဗစ်ကာကွယ်ဆေးရဲ့အမျိုးအစားအကြောင်းတွေဘယ်သူတွေထိုးတဲ့နဲ့မထိုးတဲ့ထိုးပြီးရင်ဘာဖြစ်မလဲဒါတွေကအစအလုပ်သမားတွေကိုပညာပေးမှုတစ်ခုအနေနဲ့လှုပ်ဆောင်ထားတာမတွေ့ရအောင်เนาะအဲ့ဒါကြောင့်မို့အလုပ်သမားတွေကလည်းဒီကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုလို့ရှိရင်လုံးဝကိုခါခါတီးတီးဖြစ်နေတယ်အဲ့တော့ကိုဗစ်ကာကွယ်ဆေးကเนาะလုံးဝကိုမထိုးကြတော့မဟုတ်ဘူးเนาะဒီထိုးမဲ့ကာကွယ်ဆေးရဲ့အားနည်းချက်အားသာချက်တွေသူတို့ကသိချင်တာပေါ့နော်အလုပ်သမားအများစုကဘာလို့လဲဒီအမေရိကန်နိုင်ငံထုတ်တဲ့ကာကွယ်ဆေးဆိုရင်တော့ဘယ်သူမှမဆိုထိုးမယ်ဆိုတာကတော့စိတ်ချပြီးသားပဲယုံကြည်ပြီးသားပဲပေါ့နော်ဒါပေမဲ့ဒီတရုတ်ကထုတ်တဲ့ကာကွယ်ဆေးတွေတခြားတော့ဒီအိန္ဒိယကထုတ်တဲ့ကာကွယ်ဆေးတွေဆိုဒါမျိုးတော့နောက်ပြီးတော့ဟိုဘယ်ကထုတ်တဲ့ကာကွယ်ဆေးမှမသိတဲ့ဟာတွေမျိုးဆိုလို့ရှိရင်တော့အလုပ်သမားတွေကမထိုးကျင်ကြအောင်ပေါ့နော်ဒါပေမဲ့ဟိုဘယ်နိုင်ငံကထုတ်တဲ့ကာကွယ်ဆေးကဘယ်လောက်ထိကာကွယ်မှုရှိတယ်ဘယ်လောက်ထိတက်ရောက်မှုရှိတယ်ဆိုတာကရောအလုပ်သမားတွေသိသလားဆိုလည်းမသိပြန်ဘူးเนาะအဲ့တော့ဒီကနေ့ကျွန်တော်အနေနဲ့ကတော့ဘယ်နိုင်ငံကထုတ်တဲ့ကာကွယ်ဆေးကောင်းတယ်မကောင်းဘူးဆိုတာကိုမပြောဘဲနဲ့ကာကွယ်ဆေးကတော့မဖြစ်မနေထိုးတဲ့နဲ့ကာကွယ်ဆေးထိုးလိုက်ခြင်းအပြင်အကျိုးကျေးဇူးတွေနောက်ပြီးတော့ဆိုးကျိုးတွေဘာတွေဖြစ်လာလဲဆိုးကျိုးဆိုတာကတော့လူအများ100မှာ1ယောက်စ2ယောက်စတော့ဖြစ်မှာပေါ့เนาะအဲ့တော့ဘာတွေဖြစ်တတ်တယ်လဲเนาะဒီကိုဗစ်ကာကွယ်ဆေးကကျွန်တော်တို့ဒီစီးကြိုးသွေးကြိုးစသည်အဖြစ်ဒီနာတာရှည်ယောဂအခန့်ရှိထားတဲ့လူတွေကရောထိုးသင့်လားမထိုးသင့်လားဘယ်သူတွေထိုးသင့်တယ်မထိုးသင့်ဘူးဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်တဲ့ကျွန်တော်တို့ဒီကိုဗစ်ကာကွယ်ဆေးကိုဘယ်သူတွေမထိုးသင့်ဘူးလဲနော်ဘယ်သူတွေမထိုးသင့်ဘူးလဲဆိုလို့ရှိရင်သိရမှာကနံပါတ်1 16နှစ်အောက်ကလေးတွေဆိုလို့ရှိရင်မထိုးသင့်သေးပါဘူးနံပါတ်2ကိုဝန်ဆောင်တွေမထိုးသင့်ပါဘူးနံပါတ်3ကိုဗစ်ဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်မထိုးသင့်သေးဘူးเนาะသူလည်းထိုးတော့ထိုးရမယ်သို့တော့သူကတော့လောလောဆယ်ကိုဗစ်ဖြစ်နေတယ်เนาะကိုဗစ်တန်တရားဖြစ်နေတယ်ဆိုလို့ရှိရင်ဒီလူတွေကထိုးလို့မရသေးဘူးเนาะအဲ့တော့ဒီလူတွေကကိုဗစ်ရှိနေရဆိုရင်ကိုဗစ်ကူရမယ်ပြီးမှပြောင်းမှတလည်းတခါကာကွယ်ဆေးထိုးရမယ်ပေါ့เนาะအဲ့တော့မထိုးတဲ့အုပ်စုကတော့3စုရှိပါတယ်နံပါတ်1ကတော့16နှစ်အောက်ကလေးနံပါတ်2ကကိုဝန်ဆောင်နံပါတ်3ကကိုဗစ်ဖြစ်နေတဲ့လူပေါ့เนาะဒီလူ3စုကတော့ကိုဗစ်ကာကွယ်ဆေးမထိုးသင့်ပါဘူး
โอเคကိုဗစ်ကာကွယ်ဆေးကိုယောဂအခန့်ရှိတဲ့လူတွေထိုးသင့်သလားနော်ဒါလည်းအများစုမေးကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကြီးလိုက်မယ်ဆိုလို့ရှိရင်ကာကွယ်ဆေးထိုးလိုက်လို့နော်ယောဂအခန့်ကြောင့်ရက်ပိုင်းနိုင်ပိုင်းလေးတည်သွားကြတာဆိုတော့အဲ့ဒါကိုစိုးရင်တဲ့အတွက်ကြောင့်ကိုဗစ်ကာကွယ်ဆေးကိုမထိုးချင်ကြတာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီယောဂအခန့်ဆိုတဲ့နေရာမှာစီဂျိုသွေးသို့နှလုံးကင်ဆာနော်ကြားပြီးတော့အစာအိမ်စသဖြင့်ဖြစ်နော်အဲ့လိုမျိုးယောဂတစ်ခုခုပေါ့နော်အဲ့လိုအခန့်ရှိထားတဲ့ပုံကိုယ်တွေကတကယ်တမ်းဆိုရင်ပုံပေါ်ပြီးတော့တောင်ကာကွယ်ဆေးထိုးသင့်ပါတယ်နော်တချို့ဆိုလို့ရှိရင်ဆေးတွေနေ့စဉ်နဲ့မျှဆေးမိဝဲဆေးတောက်နေရတဲ့ပုံကိုယ်တွေရှိတယ်နော်ဒီပုံကိုယ်တွေဆိုရင်ကိုဗစ်ကာကွယ်ဆေးမဖြစ်မနေထိုးသင့်တယ်ဘာလို့ဆိုတော့မိမိမှာရှိနေတဲ့ယောဂါကတစ်မျိုးနော်ဂျားတဲ့ကိုဗစ်ဝင်လာလို့ရှိရင်ပို့ပြီးတော့ဆိုးနိုင်တယ်ဒါကြောင့်မို့သူတို့တွေမှာကိုဗစ်ကာကွယ်ဆေးကမဖြစ်မနေကိုထိုးထားတတ်ပါတယ်နော်โอเคနောက်တစ်ခုကဒီကိုဗစ်ကာကွယ်ဆေးကိုထိုးလိုက်ရင်အသက်အန္တရာယ်ရှိသလားဆိုတော့မရှိပါဘူးနော်ကိုဗစ်ကာကွယ်ဆေးကိုထိုးလို့ရပါတယ်အသက်အန္တရာယ်မရှိပါဘူးဒီယောဂါကိုဒီကာကွယ်ဆေးကိုထိုးလိုက်လို့ရှိရင်နော်ကျွန်တော်တို့ဒီအသက်အန္တရာယ်စိုးရိမ်ရတယ်ကြောက်ကြရတယ်ဆိုတဲ့စိုးရိမ်စိတ်တွေကိုဖြေလျှော့ပေးထားစေချင်ပါတယ်ကာကွယ်ဆေးပေါ့နော်ကာကွယ်ဆေးကမထိုးတဲ့အုပ်စုတွေမှာဆိုတော့18နှစ်အောက်ကအကုန်လုံးပါပြီးသွားတယ်ဒါပေမဲ့ကိုဝန်ဆောင်ကိုဝန်တော့မဆောင်တော့ဘူးကလေးမွေးဖွားပြီးပြီဆိုရင်ရောထိုးလို့ရလားဆိုတော့ဒီနေရာမှာပြန်ပေးမယ်ဆိုရင်လည်းမေးစရာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီကိုဝန်ဆောင်အပါဝင်နှုတ်တိုက်မိခင်တွေလည်းမထိုးသင့်ပါဘူးနော်မထိုးသင့်ပါဘူးဘာလို့ဆိုတော့ဒီကာကွယ်ဆေးဒီဆေးထိုးလိုက်လို့ရှိရင်သူခန္ဓာကိုယ်မှာပြန့်နှံ့သွားပြီးတော့အထဲမှာတော့လှုပ်ဆော်မှာဖြစ်တယ်လှုပ်ဆော်မယ်ဆိုရင် तू ကဒီကလေးကိုလည်းတော့ထိခိုက်မှာစိုးရင်ရတာပေါ့နော်ဒါကြောင့်မို့ကိုဝန်ဆောင်နဲ့နှုတ်တိုက်မိခင်တွေဆိုလို့ရှိရင်တော့ဒီကာကွယ်ဆေးမထိုးသင့်ဘူးပေါ့နော်โอเคနောက်တစ်ခုကကျွန်တော်တို့ဒီကိုဗစ်ကာကွယ်ဆေးကနော်ဘယ်နှကြိမ်ထိုးရမလဲနော်ဘယ်နှကြိမ်ထိုးရမလဲဆိုရင်အများစုကတော့အကုန်လုံးကတော့2ကြိမ်ထိုးရပါတယ်ပထမ1ကြိမ်ထိုးတယ်နောက်ပြီးရင်ရက်သက်တစ်ပတ်4ပတ်အကြာမှာတစ်ခါပြန်ပြီးတော့ဒုတိယကြိမ်ပြန်ထိုးရတယ်ပေါ့နော်အဲ့တော့အကုန်လုံးကတော့2ကြိမ်စီထိုးရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကိုဗစ်နဲ့ပတ်သက်ပြီးတော့မေးစရာလေးတွေမေးမြန်းစရာတွေသိထားဖို့တင်တဲ့အကြောင်းအရာတွေကကိုဗစ်ကာကွယ်ဆေးကိုပထမတစ်ကြိမ်မှာတစ်မျိုးထိုးပြီးတော့ဒုတိယကြိမ်မှာနောက်တစ်မျိုးထိုးလို့ရလားမရပါဘူးเนาะပထမမှာကိုဗစ်ကာကွယ်ဆေးအမျိုးအစား4မျိုး5မျိုးရှိတယ်ဆိုကြပါစို့CO1 ထိုးထားတယ်ဆိုရင်ဒုတိယအကြိမ်မှာလည်း CO1 ပဲပြန်ထိုးရပါမယ်ပထမအကြိမ်မှာ CO1 ထိုးပြီးတော့ဒုတိယအကြိမ်မှာ CO2 3ဆိုပြီးတော့ထိုးလို့မရအောင်เนาะပထမထိုးထားတဲ့ဆေးအတိုင်းပဲထိုးရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီကာကွယ်ဆေးထိုးပြီးပြီဆိုလို့ရှိရင်အများစုတွေ့ကြုံနေရတဲ့လက္ခဏာတွေဘာတွေဖြစ်တာလဲအများစုကတော့เนาะထိုးပြီးရင်တော့ဘာမှမဖြစ်ပါဘူးเนาะထိုးလိုက်တဲ့နေရာမှာနည်းနည်းပါနေတာလောက်တော့ရှိမယ်ဘာတွေဖြစ်တာလဲဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ထိုးလိုက်တဲ့နေရာမှာအဖူလုံးအကျိတ်ကြီးထတာမျိုးတို့နီရဲနေတာမျိုးတို့နောက်ပြီးတော့သူကညိုကွက်ကြီးရောင်ရမ်းနေတာမျိုးတို့နောက်ပြီးတော့ထိုးလိုက်လို့မို့ကျွန်တော်တို့ဒီခေါင်းကိုက်တာမျိုးတို့ကိုလက်တွေကိုက်ခဲတာเนาะချီနဲ့နေတာเนาะဟိုမအီမတာမအီမလဲကြီးဖြစ်နေတာเนาะအဲ့ဒါမျိုးတွေတော့ဖြစ်တတ်ပါတယ်တို့ကိုဗစ်ကာကွယ်ဆေးမထိုးမီနဲ့ထိုးပြီးเนาะမထိုးမီနဲ့ထိုးပြီးဆိုပြီးတော့နှစ်ခုရှိတယ်အဲ့တော့မထိုးမီမှာကျွန်တော်ဗာသိထားတင်လဲဆိုတော့ကိုဗစ်ကာကွယ်ဆေးမထိုးခင်မှာကျွန်တော်တို့ဘယ်လိုနေထိုင်ရမလဲကိုဗစ်ကာကွယ်ဆေးရဲ့ပတ်သက်တဲ့အချက်လက်တွေเนาะအဲ့တော့ကျွန်တော်တို့စီးရုံသွားလိုက်လို့မို့ကာကွယ်ဆေးတတ်ထိုးတယ်ဆီယမန်ကတော့မင်းတို့ဗမာတွေမလို့မင်းတို့ဒီဆေးထိုးတယ်ဟိုထိုင်းနေဟိုသူတို့ကတော့ဒီဆေးထိုးဆိုတာမျိုးတော့မထားပေးဘူးဆေးကိုရှိတယ်လို့အကုန်လုံးသူတို့ထားပေးတယ်အဲ့တော့ကိုဘာဆေးရွေးမလဲဘယ်ဆေးရွေးပြီးတော့ထိုးမလဲဆိုတာကိုပေါ်မှာပဲမူတည်တယ်เนาะအဲ့တော့မထိုးခင်မှာကိုဒီဆေးနဲ့ပတ်သက်တဲ့အမျိုးအစားတွေကိုသိထားရမယ်နော်ကိုနဲ့ပတ်သက်တဲ့ကိုရဲ့အကြောင်းအရာလည်းကိုသိထားရမယ်ဒီနှစ်ခုကိုပြပေါ်ကနားလည်ထားဖို့လိုအပ်တယ်နံပါတ်2ချက်ကကိုဗစ်ကာကွယ်ဆေးထိုးမဲ့နေ့မှာဖျားနေတယ်အပူတွေတအားတတ်နေတယ်ဆိုလို့ရှိရင်ကိုဗစ်ကာကွယ်ဆေးအဲ့ဒီနေ့မှာမထိုးနဲ့အောင်နောက်ရက်ပြန်ချိန်မှာနောက်တစ်ခုက
ကိုဗစ်ကာကွယ်ဆေးထိုးမဲ့နေ့မတိုင်ခင်နော်ကြိုရောက်နေရမယ်ကြိုရောက်ပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်ဘာလုပ်ရမလဲကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်တန်းရမယ်ကျွန်တော်တို့ဒီသွေးပေါင်ချိန်တွေတန်းရမယ်ကျွန်တော်တို့ခန္ဓာကိုယ်အပူတွေဘာညာအဲ့လေအကုန်လုံးတန်းရမယ်တန်းထားပြီးပြီလားဘယ်လောက်ရှိတယ်ဆိုတဲ့ဟာပေါ်မှာမူတည်လိုက်ပြီးတော့အဲ့မှာကိုဗစ်ကာကွယ်ဆေးထိုးဖို့အစဉ်သင်းရောက်လာပြီโอเคကိုဗစ်ကာကွယ်ဆေးထိုးပြီဆိုတာနဲ့နော်မထိုးခင်မှာ तू ကဗာမေးမလဲဆိုတော့ကို့မှာကဟိုမတဲ့တဲ့အစားအစာရှိလားမတဲ့တဲ့ဆေးမျိုးရှိလားတချို့ဆိုရင်ဆေးတောက်လိုက်တယ်ဓာတ်မတဲ့ကိုဆေးမတဲ့တာမျိုးကြီးရှိတယ်အစားအစာတွေစားလိုက်တယ်မတဲ့တာမျိုးကြီးရှိတယ်အဲ့လိုမျိုးတွေပေါ့နော်တချို့ကြောင့်လည်းဒီယောဂအခန့်ရှိတယ်နော်အဲ့တော့ကို့မှာဘာယောဂအခန့်ရှိလဲဘာဆေးတွေဓာတ်မတဲ့တာရှိလဲဆိုတာကိုလည်းကြည့်ဖို့လိုအပ်တယ်ပြောဖို့လိုအပ်တယ်โอเคနော်နောက်တစ်ခုကကျွန်တော်တို့ဒီကိုဗစ်ကာကွယ်ဆေးထိုးလိုက်ပြီโอเคချစ်ထိုးလိုက်ပြီနော်ထိုးလိုက်ပြီးတာနဲ့ချက်ချင်းလည်းငင်ထပြီးတော့ရှောက်သွားလို့မရအောင်အဲ့ထိုးပြီးနေဒီနေရာမှာဒီထိုင်ကုန်မှာထိုးတယ်တောက်မဒီဂရီမှာထိုးတယ်ဆိုရင်ဂရင်ရဲ့ဘေးမှာတနေရာမှာအနည်းဆုံးနိုင်ဝက်လောက်ထိုင်ဆောင်ပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီကာကွယ်ဆေးထိုးလိုက်ပြီးတာနဲ့ကိုယ့်ပေါ်မှာတဲ့လားမတဲ့ဘူးလားကိုယ်နဲ့အဆင်ပြေလားမပြေလားဆိုတာကိုစောင့်ကြည့်ရမယ်နိုင်ဝက်အတွင်းမှာယောဂလက္ခဏာတစ်ခုခုပြမယ်ပေါ့နော်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒီနိုင်ဝက်လည်းပြည့်သွားပြီဘာမှဖြစ်ဘူး AAC ဆေးပဲဆိုလို့ရှိရင်တော့ဒီကနေ့ဘယ်နေ့ရက်ဆွဲဘာဆေးထိုးသွားတယ်ဘယ်သူကထိုးပေးတယ်ဘယ်နေရာမှာထိုးတယ်ဆိုတာကအစမှတ်တမ်းတွေကိုရယူသွားပါနောက်တစ်ချိန်ဘယ်နေ့မှာပြန်ထိုးမယ်ဆိုတဲ့ရက်ချင်းကိုမှတ်ထားပါစာရွက်စာတမ်းကိုမပြောက်ပြက်အောင်ထိမ့်သိမ်းထားပါเนาะဒါပဲအားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်တို့ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့တန်တရားတွေเนาะစိတ်ထဲမှာပူပန်မှုတွေဖြေလျှော့နိုင်ပါစေကိုဗစ်ယောဂဝေဒနာကလည်းကင်းဝေးကြပါလေကိုစီလို့ဆုမငောင်းတော်ရင်လည်းကျွန်တော်ရဲ့ဒီစီစဉ်တင်ဆက်မှုကိုဒီနေ့ရပ်နာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်